ဖွင့်ထားမိတဲ့အိမ်ရှိတကားနဲ့ရေချိုးခန်းထဲကလူသက်သမားဒီဖြစ်ရလေးကတော့ကယ်လီဖိုးနီးယားပြည်နယ်မှာဖြစ်ခဲ့တာပါကျွန်တော်မိဘတွေကခရီးသွားစရာရှိလို့တပတ်ကြာအိမ်မှာထားခဲ့ကြတယ်တကယ်တော့ကျွန်တော်ကအိမ်မှာတယောက်တည်းနေရတာကိုသဘောကျပါတယ်ဗျာဘာလို့လဲဆိုတော့တငယ်ချင်းတွေဒါမှမဟုတ်ရီးစားကိုခေါ်ပြီးလွတ်လွတ်လပ်လပ်ပြောလို့ရလို့ပေါ့အဲ့ဒီညမှာတော့ကျွန်တော်တငယ်ချင်းတီမီနဲ့ဂျက်ကိုအိမ်ကိုဖိတ်လိုက်တယ်ဂျက်နဲ့ကခင်လာတာ3နှစ်ရှိပြီတီမီနဲ့ကတော့9လလောက်ပဲရှိသေးပေမဲ့ညီကူလိုခင်နေပါပြီကျွန်တော်တို့3ယောက်စော်ကစားနေရင်ဗိုက်စားလာကြတယ်ပီဇာနဲ့ဆူရှီဘာစားမလဲကြောက်တုံးဆက်ကူကကြေးစော်ကစားပြီးစုံဖက်လိုက်ကြတယ်ကျွန်တော်နိုင်ပါတော့ပီဇာဆိုင်ကိုကျွန်တော်ထရက်ကာလေးနဲ့ထွက်လာခဲ့ကြတယ်ဆိုင်မှာပီဇာနဲ့ကိုကာကိုလာဝယ်ပြီးအပြန်မှာရုတ်တရက်တစ်ခုတတိယသွားတယ်အိမ်တကားကိုတော့ခတ်ခိုးမိတ်ခဲ့တာပဲတယောက်ယောက်များအိမ်ထဲခိုးဝင်နေမလားဆိုပြီးတော်တော်လေးစိုးရိမ်သွားတယ်အိမ်ကိုအမြန်မောင်းပြန်လာတော့ကျွန်တော်ထင်တဲ့အတိုင်းပါပဲအိမ်ရှိတကားကြီးကဟာလာဟင်းလင်းကြီး꿰နေတာဗျာအချိန်နေကြီးကိုအိမ်ထဲဝင်ကြတဲ့အခါတင်မီကသူ့မှာစပရေးဆေးဘူးပါတယ်လို့ပြောလာတယ်ဂျက်ကအရင်ဝင်တယ်ကျွန်တော်ကတော့ကြောက်နဲ့နောက်ဆုံးကလိုက်ခဲ့တယ်အပေါ်အထက်ရောအောက်အထက်ပါရှာပြီးမဲ့ဘယ်သူမှမတွေ့ဘူးနောက်ဆုံးတနေရာပဲကြံတော့တယ်အဲ့ဒါကမိဘတွေရဲ့ရေချိုးခန်းမှာဂျက်ကအရင်ဆုံးရေချိုးခန်းထဲဝင်သွားလိုက်တဲ့အချိန်မှာပဲလိုက်ကနောက်ကနေလူတယောက်ဝုန်းနဲ့ခုန်ထွက်လာပြီးဂျက်ရဲ့လဲဘင်းကိုညှိုက်ပါလေတော့တင်မီကချက်ချင်းပဲစပရေးနဲ့ပတ်လိုက်တော့အဲ့ဒီလူနာကျင်ပြီးလွှတ်လိုက်ရတယ်အဲ့ဒီမှာရင်ကျွန်တော်လဲအားနဲ့ခေါင်းကိုကန်လိုက်တာအဲ့ဒီလူတတိမိပြီးလဲသွားပါတော့တယ်ခဏကြာတော့ရဲတွေရောက်တော့အဲ့ဒီလူကအာရီဇိုနာကထွက်ပြေးလာတဲ့တခိုးတယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ်ကျွန်တော်တို့ပြန်ဆုံတိုင်းအဲ့ဒီညကအဖြစ်အပျက်ကိုအခုအချိန်ထိပြန်ပြောပြီးရေမောနေကြတော့ပါပဲ